ဒီစံချိန်ဆိုတင်ခဲ့တဲ့ကစားမကိုအသင်းကနေထွက်သွားဖို့တောင်းဆိုလာကြတဲ့ United ဖန်များမန်ချက်စတာယူနိုက်တက်အသင်းဟာခရစ်စမတ်မတိုင်မီဗီလာပါ့မှာကစားခဲ့တဲ့ပွဲစဉ်ကိုရှုံးနေမှုနဲ့အဆုံးသတ်ခဲ့ုံနဲ့မကဘဲနဲ့အသင်းရဲ့ကစားမတို့တက်ပါလွန်ဆိုးရတဲ့မှတ်တမ်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ အက်စတန်ဗီလာကျယ်ဝင့်မော်ဂန်ရော်ဂျာစ်ရဲ့အသင်းကို2ဂိုးကြောင့်2-1နဲ့ရှုံးနိမ့်ခဲ့ရတဲ့ဒီပွဲမှာတော့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကလည်းဒဏ်ရာရရှိခဲ့ပြီးတော့ United အတွက်ကတော့တပူပေါ်2ပူဆင့်တဲ့အခြေအနေမျိုးဖြစ်ပွားသွားခဲ့ရတာပါ။ဒါပေမဲ့ပရိသတ်တွေကိုအရှိန်ဟုန်ပြင်းဆုံးဒေါသထွက်စေခဲ့တာကတော့ပွဲထွက်ခွင့်ရတိုင်းမှာအသင်းကိုနိုင်ပွဲမရအောင်ချိန်စာတိုက်ထားသလိုဖြစ်နေတဲ့ကွင်းလယ်လူမန်နျူအူဂါတီရဲ့စွမ်းဆောင်ရည်ဖြစ်ပါတယ်။ဒီပွဲမှာအူဂါတီကထိရောက်တဲ့ကစားပုံမျိုးမပြသနိုင်မင်းနဲ့85မိနစ်မှာလူငယ်လေးဂျက်ဖလက်ချာနဲ့လူစားလဲခံခဲ့ရပါတယ်။တုံလို့စရာကောင်းတဲ့အချက်ကတော့ United ဟာအူဂါတီပွဲထွက်ပါဝင်ခဲ့တဲ့နောက်ဆုံးပရီးမီးယားလိဂ်9ပွဲဇက်တိုက်မှာတပွဲမှာနိုင်ပွဲမရခဲ့တာဖြစ်ပါတယ်။ဒီမှတ်တမ်းဆိုးဟာပြီးခဲ့တဲ့ AB လနျူကက်ဆယ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲကနေစတင်ခဲ့တာဖြစ်ပြီးတော့သူပွဲထွက်ကစားပြီးတော့အသင်းနောက်ဆုံးနိုင်ခဲ့တာကပြီးခဲ့တဲ့မတ်လကလက်စတာကိုနိုင်ခဲ့တဲ့ပွဲဖြစ်တာကြောင့်ကိုလာကျော်ကြားတဲ့အထိအူဂါတီကပွဲထွက်လူစင်းမှာပါဝင်ပြီးတော့အသင်းကိုနိုင်ပွဲဖော်ဆောင်မပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဒီပွဲမှာမော်ဂန်ရော်ဂျာကိုသွင်းခွင့်ပေးခဲ့တဲ့နောက်ခံလူလီနီတို့ကိုလည်းဝေဖန်မှုတွေနဲ့ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာတော့ United ပရိသတ်တွေကအူဂါတီပေါ်မှာစိတ်ပြတ်နေကြပြီးတော့ဝေဖန်မှုတွေလည်းမြင့်တက်လာခဲ့ပါတယ်။ပရိသတ်တွေကဒီလောက်ထိဆိုးရတဲ့မှတ်တမ်းရှိနေတာတောင်မှဘာလို့သူ့ကိုဆက်သုံးနေရလဲ။အူဂါတီပွဲထွက်ရင်အသင်းက10ယောက်နဲ့ကစားနေရတယ်လို့ပါပဲ။သူ့ကို United အင်ဂျင်နဲ့နောက်ထပ်10မိနစ်တောင်မမြင်ကျင်တော့ဘူးလို့စိတ်တူဒေါသထွက်ခဲ့ပါတယ်။ပရိသတ်နောက်တူကလည်းကိုလာကျော်ကြားတဲ့အထိသူပွဲထွက်တဲ့လီပွဲတိုင်းမှာအသင်းကတပွဲမှမနိုင်ဘူးဆိုတာကတိုက်ဆိုင်မှုမဟုတ်တော့ပါဘူး။ကွင်းလယ်မှာဘာမှလည်းထိရောက်အောင်မလုပ်နိုင်မင်းနဲ့အသင်းကိုချိန်စာတိုက်ထားသလိုဖြစ်နေတဲ့ဒီကစားမကိုအမြန်ဆုံးအရန်ခုံပို့တင်ပြီလို့အမှတ်ချက်ပြုရေးသားခဲ့ပါတယ်။အခြားပရိသတ်တို့ကလည်းအူဂါတီကို2026 United မှာဆက်ထားအောင်မယ်ဆိုရင်တော့ငါတို့အသင်းအဆင့်30အောက်ပဲရောက်သွားလိမ့်မယ်။ဘောလုံးဖြတ်တူတာလည်းမပါဖန်တီးမှုလည်းမရှိတဲ့သူ့ရဲ့ကစားပုံကပရီးမီးယားလိနဲ့လုံးဝမကိုက်ညီဘူးလို့ဝင်ရောက်ရေးသားခဲ့ပါတယ်။နောက်ထပ်ပရိသတ်တို့ကလည်းဒဏ်ရာနေတဲ့မိုင်နူးကိုလွမ်းလိုက်တာဗျာ။အူဂါတီလိုလူစားမျိုးကမိုင်နူးရဲ့ခြေပြားတောင်မမိပါဘူး။သူပွဲထွက်လာတိုင်းမှာရှုံးတော့မဲ့ခံစားချက်ကြီးကတကယ်ကိုစိတ်ပျက်စရာကြီးဖြစ်ပါတယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။အထူးသဖြင့်တော့ဒဏ်ရာကြောင့်နားနေရတဲ့ကိုဘီမန်နူးရဲ့နေရာမှာအူဂါတီကိုအသုံးပြုနေရတာကပရိသတ်တွေအတွက်ကတော့စိတ်ပျက်စရာအခြေအနေတစ်ခုဖြစ်နေပြီးတော့ဒီဆိုရတဲ့စံချိန်တစ်ကတော့အူဂါတီ United ကစားမဘွားအဆုံးသတ်ဖို့လက်မှတ်ထိုးလိုက်တယ်လို့ဖြစ်နေပါတယ်။